guys အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမရဲ့ပဲ viewer လေးတယောက်ဆော့ခိုင်းတာရယ်slap tower ဆိုတော့เนาะ slap tower သူ4လို့ပြောရလားဘာလို့ပြောရလားမသိဘူးပေါ့เนาะ step tower လို့ပဲတက်ပြောရလို့ထင်ပါတယ်အဲ့ဒါပေါ့เนาะကျမကိုဆော့ခိုင်းတာရယ်ဆိုတော့အဲ့ဒါလေးကိုဆော့ပေးမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲဒီဗီဒီယိုလေးမစခင်မှာ like and subscribe လုပ်ပေးကြပါအောင်လို့အားလုံးကိုတောင်းဆိုချင်ပါတယ် okay so စခုံးပဲပေါ့နော်ဒီလို slap tower ပဲခုံလို့ရှိရင်တော့ကျွန်မတိတ်ပြီးတော့စိတ်ကမရှိဘူးပေါ့နော်အဲ့ဒါနည်းနည်းလေးရောအဲ့ဒါလေးရောတီးခန့်ပြီးပါလို့ပြောချင်ပါတယ်ဒီကျွန်မ throw ရမယ်တဲ့ဟုတ်တယ်ကျင်မကောင်းခဲ့တာgo မလေးတော့ပါသေးငါတေးတော့မထင်နေပြကြမယ်တဲ့အရင်တော့ဒီလိုတကယ်ဖြစ်လို့ရှိရင်ပေါ့နော်ဒီလိုဘယ်လိုရမလဲ okay လောက်အိုးဟာယေးတော့ကျမကိုပြုတ်ကြစေခြင်းလို့ရိုက်တာပေါ့နော်ဒါပေမဲ့ကျမရုံမကြသွားပါဘူးဆိုဆက်ပေါ့နော်ဆိုဆက် for ဟာကျမကြည့်ဘယ်လိုဖြစ်တာလဲမသိဘူးသူ့မှာဝါရောက်ရှိကျမမှာじゃဒီရောင်ပဲရှိတယ်အဲ့မတရားအောင်နော် so okay let's go ကျမခဏရက်လိုက်မယ်ပေါ့နော် okay so ကောင်မလေးတယောက်ကကျမကိုကောင်မလေးတယောက်ကကျမကို troll လိုက်တာကျမပြုတ်ကြသွားတယ်ပေါ့နော် so ရက်လိုက်တဲ့အကြောင်းရင်းကတော့ပြောတော့ပါချီးပါခြင်းစားရချီးပါခြင်းလို့မဟုတ်ပါဘူး okay let's go okay ပါဒီကတော့လို့ရလားမရအောင်နော် okay okay so စနကောင်မလေးတွေကကျမရက်နေအောင်ကြည့်ဟက်ကာရှိရတွေ့လားနီအောင်ကောင်းလေကျမဟိုကြည့်လုံနေရအောင်ကျမအမပေါ့နော်လုံလိုက်ပါတယ်ဟိုကြည့်လုံနေတဲ့အချိန်မှာနီအောင်ဟိုင်းနေရတယ်ဟိုမှလားမသိဘူးနီအောင်ဟိုကပြရအောင်နော်ဟာဘာလုပ်တာလဲကဲကိုရန်ကိုမရရင်ကြောက်တယ်ကြောက်လို့သူတို့ရောရင်းနဲ့သွားပြီပြန်ပေါ်ရနော် okay ပါ okay let's go လို့လည်းမသိမိုက်ကအဆင်ပြေလားမသိဘူးမိုက်ကသွား charge တော်တော်ဖြစ်နေသူတော် okay ကျမမကြည့်နေဘူးဒီနာနီးလေးပါပဲနော်အဲ့ဒါကိုခင်ရင်အောင်ပြန်ကြောက်လို့လိုက်နီးလေးပဲတမိနဲ့တောင်မကြောက်ဟုတ်တယ်မလားပရိုဆိုတော့တော်ခေါ်ဘယ်လောက်မှကြာရမှာဟာပရိုလားပါလားဒါကြောင့်နည်းနည်း IC ဖြစ်တယ်ပေါ့နော်ယော့ဟန်တော့အောက်မှာကြာငယ်ယော့ဟာသွားပြီပွဲဖြစ်ချင်းကုန်တာပဲစိတ်ညစ်ခက်တာပျောက်လားမသိမပျောက်ဘူးနော်စနပျောက်သွားလားလို့ okay အားဖြစ်ထားလိုက်တော့ဒါတော့ချော်တာပေါ့နော် IC ခုံသွားမှရမှာကျမပရိုလေးဆိုတာပြောမလို့ပရိုလေးဆိုတာတခါရဲခုံရတယ်လို့ okay let's go ကျမထင်တာပဲကျမသူများတွေကပြောကြရတာဗာလဲမိုင်းနဲ့မထည့်တဲ့ဗီဒီယိုကတဲ့ပို့ပြီးတော့ကြည်တယ်တဲ့ကျမညီမလေးပြောရပေါ့နော်အဲ့ဒါတော့ဒီokay ပါတကယ်လို့ရှင်တို့ရေကျမရဲ့ဒီဗီဒီယို like and subscribe လုပ်ခဲ့မယ်ဆိုရင်တော့ကျမဆုံးထိအောင်ခုံရမယ်လေးမော်ရောင်ထိအောင်ခုံရပါမယ် okay ဗီဒီယိုကတော့အရင်ကြာလို့မကောင်းပါနော်လူတိုင်းကြည့်မလားမကြည့်ဘူးလားကျွန်မမသိပဲနဲ့ကျွန်မလုပ်ချင်တိုင်းဗီဒီယိုအကြာကြီးဆိုလုပ်လို့မရဘူးလေဆိုတော့ဗီဒီယိုလေးတွေကိုလည်းဆုံးထိကြည့်ပေးသွားကြပါဒါခဏဖြစ်တယ်ဆုံးထိကြည့်ပေးသွားကြပါလို့ပြောချင်ပါတယ် okay ပါ let's go okay ဒီဝတ်ဟိုဘောကနေတက်လို့ရတယ်နော်ဟိုနောက်ကောင်းလား big brain
big happy with small brain ဖြစ်နေ big brain တော့မဖြစ်တော့ပါသေး okay go အဲ့လိုမီးရတက်နေသွားလိုက်တော့မထားလိုက်တော့သွေးနည်းနည်းပဲရောတာဆို okay let's go ကြော်လေးကိုထားလိုက်ဒီနားလောက်မှထားလိုက်နော် hey go okay ပါ troller ပါမရှိပါဘူးလို့ညော်လေးပါမရှိပါစေနဲ့ okay go let's go မရှိဘူးကျွန်မ troll ပါမယ်စားရပါကျွန်မသဘောကောင်းပါတယ်သူတို့လိုမျိုးလိုက်ပြီးတော့သူများကို troll နေသူမဟုတ်ပါဘူးတာဝါကိုပြီးရန်ခေါ်မှလေဟုတ်တယ်မလားတာဝါဆိုတာရှေးကြီးလောက်ထားရှေးကြီးခုံဖို့လေဟုတ်တယ်မလားရှေးကြီးဆိုလဲရှေးကြီးသူမျိုးပဲပေါ့နော်တာဝါကိုပြောတာပါ it's okay okay go okay ဟဲ့တော့ပါတယ်တခါတလေကြောက်လို့ရှင်ကျွန်မစကားမပြောရင်ပြတ်သွားရပေါ့နော်အဲ့လိုဖြစ်တာဆိုလို့ရှင်လဲ sorry ပါအဲ့လိုကျင်သားရတော့နည်းနည်းရနေပါပဲရင်တော့ကလေ YouTube video လုပ်မယ်နဲ့ဆိုရင်ပြီးတော့ပေါ့နော်မလုပ်ဖြစ်ပါဘူးဘာလို့လဲဆိုတော့အဲ့တော့လုံးဝ active မလုပ်တက်လို့ပေါ့နော်အဲ့လိုရှိရပြီးတော့ကိုယ် confident လည်းမရှိဘူးငါလုပ်လိုက်လို့ရှိရင်အဲ့လောက်ရပါမလားဆိုတော့အခုကတော့အားလုံးကတော့ sporting တော့လုပ်ပြီးကြပါတယ် view တွေကတော့အများကြီးတက်တယ်ပေါ့နော်ဒါပေမဲ့ like လေးတွေကlike လေးတွေအဲ့လို subscriber လေးတွေနည်းနည်းနေရကျွန်မဖေပြောတာကတော့ vegan တော့မဟုတ်လို့ပြောတာပဲပေါ့နော်ဒါပေမဲ့ကျွန်မ sporting လုပ်တဲ့အနေဖြင့်like လေး subscribe လေးနှိပ်ပေးခဲ့ကြပါလို့ပြောချင်ပါတယ် hey go ကျွန်မဒီကခဏဖြစ်တယ်တော်ပါသေးတယ်ကန်ကောင်းလို့မသေးတာ okay ဒါတွေကမကြိုက်ဘူးချောတယ်ကျွန်မပြောရနော်ကျွန်မချောတယ်လေဒါokay ထီလိုက်လို့ရှင်သွားလို့ရတယ် okay nice let's go ဒါရအကြီးလာပြီဆိုတော့ damage တွေကပိုကြီးလာပြီပေါ့နော်ဒါဘယ်လိုကြီးလဲသူတို့နှိပ်လိုက်ရင်အဲ့လိုတကယ် troller ရနော်စောက်ချင်းရန်ပုတ်တာအဲ့ troller တွေ troll လို့ရအောင်လဲဒီ game developer တွေကတက်ထုတ်လုပ်တာပေါ့နော်ဆိုတော့လေ troller တွေကတော့ troll ရမှာပဲသူတို့ရဲ့အကြိုက်ဆုံးချိန်ဖြစ်သွားပေါ့ဟုတ်ခါလားဒါကြောင့်ခုံရတော့မှာတော့ပါသေးလိမ္မောရောင်တော့ကြော်ဝိုင်းဝါအဲ့ဒါဟာလိမ္မောရောင်တော့ကြော်ဝိုင်းသူပဲပြောလို့ပဲရှိသေးအဲ့ဒါခင်ဗျား like and subscribe လေးလုပ်ပေးကြလို့ပါအားလုံးပဲကျေးဇူးတင်ပါတယ် oh my god အဲ့ဒါရကြတော့နည်းနည်းလွန်သွားပြီလို့မထင်ဘူးလားအဲ့တော်တော်လွန်သွားပြီအဲ့ဒါအရန်မှလွန်သွားပြီ okay မိုက်ကစင်ပီလားမသိဘူးဆိုရင်တခြားဟာထက်လဲရမယ်ပေါ့နော်ဆိုကျွန်မမိုက်တဲ့ဝယ်ခိုင်းရမယ်ပေါ့နော်ဆိုကျွန်မokay let's go အဲ့ဆိုဒီရောက်ခုံရမလို့ဒီမှာတစ်ခါခုံလို့ရတယ်ဒီနားမှာဆိုတော့အရိုက်တက်ခံရတာဟာလုံးပြန်ပြီအေးကောင်းတယ်တနိုင်သမီးလောက်တော့စူးစမ်းပြီးခုံပေးမယ်ပေါ့နော်ဆိုတော့ကြည့်ပေးကြပါဦးဒီဗီဒီယိုဒီနေ့တူမလားမသိဘူးပါဆိုဂိမ်းရှည်ရေးမစောလို့လီညံ့ပြောသွားရန်ကိုမပြောပါဘူး okay go drama queen လုံးနေ okay let's go ဒီနားလေးပါတယ်အနီရောင်ပြန်ရအောင်တွေးပါမယ် okay ဒီမှာပေါ့နော်အနီရောင်ဒီကိုပြန်ရအောင်လုပ်မယ်လို့သာပြောတာပေါ့နော်အခုတော့ဒီ
အပြောင်ထိပါကြာသွားဆိုတော့ပေါ့နော်ရက်တင်လားမရက်တင်လားဆိုတော့ပြောပြကြပါဦးရက်လိုက်တော့မယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးရတာပါပဲအားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကို like လုပ်ပြီးရော channel လေးကို subscribe လုပ်ပေးကြပါအောင်ကြည့်ရှုပေးသူတယောက်ချင်းစီကိုလည်းအားလုံးပဲအထူးပင်ကျေးဇူးတင်ပါတယ် bye bye